အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီကနေ့ Sunday Data Share Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ Stainless Steel Part 3တန်ကြီးမတ်တက်သော Steel များအပိုင်း3ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာ Austenistic Family Material Composition International Standard AISI SAE ASTM EN UNS အစရှိသဖြင့်တို့ပါဝင်မှာပဲဖြစ်ပါတယ်Austenistic family ဆိုတာလူသိအများဆုံးလူသုံးအများဆုံး stainless steel family တစ်ခုပဲဖြစ်ပါတယ်လူသိများတဲ့အထဲမှာ303 304 316 310 321အစရှိသဖြင့်ရှိကြပါတယ် Austenistic steel များတန်မလိုက်ပါဘူးcool work လုပ်ထားတဲ့ grade တွေဆိုလို့ရှိရင်တော့တန်လိုက်ပါတယ်အဲ့တော့ stainless steel စိတ်ရင်တန်မလိုက်ဘူးဆိုတာမှားပါတယ်ဘေးပုံကတော့ Austenistic family ရဲ့ diagram ပဲဖြစ်ပါတယ်နောက် slide တစ်ခုမှာခက်ကြီးကြီးလေးမြင်အောင်ဖော်ပြပေးထားပါတယ်material composition ကတော့ material ဖွဲ့စည်းမှုကိုဖော်ပြပေးထားတာပဲဖြစ်ပါတယ်ဇယားမှာကြည့်ရင်အရှိက AISI နံပါတ်ဆိုတာကိုတွေ့ရပါတယ်အဲ့ဒါကတော့အလွိုင်းတွေကိုနာမည်ပေးထားတာပဲဖြစ်ပါတယ်ဘေးဘက်ကတော့ carbon manganese phosphate sulfur silicon chromium nickel နဲ့ molybdenum အစရှိသဖြင့် dressing တွေပဲဖြစ်ပါတယ်ဒီပါဝင်တဲ့ dressing စူးစမ်းပုံမှာမူတည်ပြီးတော့ဒီနာမည်တွေရလာတာပဲဖြစ်ပါတယ်ဥပမာ304နဲ့ 304L L ဆိုတာကတော့ low carbon ကိုပြောတာပါ310နဲ့ 310ကတော့309ထက် heat resistant ပိုကောင်းအောင်ပြုလုပ်ထားပါတယ် chromium နဲ့ nickel percentage အချိုးအစားတွေကိုတိုးမြင့်ထားပါတယ်314ကတော့အဲ့ဒီနှစ်ခုထက်ပိုကောင်းအောင်ဆိုပြီးတော့ silicon တွေကိုထပ်တိုးထားပါတယ်ဒီဘေးဘက်က100 200 300 400အစရှိသဖြင့်ပေးထားတာတွေကတော့ stainless steel အလွိုင်းနံပါတ်တွေပဲဖြစ်ပါတယ်ဒီ series တွေကနေ stainless steel ကဘယ်လိုအမျိုးအစားဖြစ်နေသလဲဆိုတာကိုဖော်ပြနေပါတယ် carbon steel တွေကတော့ဒီမှာကဏ္ဍ3လုံးအစားကဏ္ဍ4လုံးနဲ့ဖော်ပြပါတယ်ဥပမာ4140 International Standard AISI SAE 1930နဲ့1940ခုနှစ်များမှာ AISI American Iron and Steel Institute နဲ့ SAE Society of Automobile Engineers တွေကအလွိုင်းစတီးတွေကိုနံပါတ်စဉ်ပေးဖို့ standard တွေချမှတ်ခဲ့ကြပါတယ်သူတို့ချမှတ်တဲ့ချမှတ်ချက်တွေဟာတစ်ခုနဲ့တစ်ခုထပ်ပြီးတော့တူညီတာတွေများနေခဲ့ပါတယ်ဒါနဲ့နှစ်အတော်ကြာမှာသူတို့နှစ်ခုပူးပေါင်းပြီးတော့ AISI SAE ဆိုပြီးတော့ဖွဲ့စည်းခဲ့ကြပါတယ် AISI SAE က digit 3လုံးပါတဲ့နံပါတ်စဉ်စနစ်ပဲဖြစ်ပါတယ်ဥပမာ304 316 430 ASTM American Society for Testing and Material သူကတော့ steel ကိုဘယ်လိုထုတ်ပြီးဘယ်လိုစစ်ဆေးရမလဲဘယ်လိုစမ်းသပ်ရမလဲစတာတွေကိုချမှတ်တဲ့အဖွဲ့အစည်းပဲဖြစ်ပါတယ်သူကတော့ ASTM A450/A480 အစရှိသဖြင့်သတ်မှတ်ပါတယ်အဲ့တော့ steel တစ်ခုကိုရွေးချယ်ကြည့်ရင်အလွိုင်းနံပါတ်ရဲ့ဘယ်လိုထုတ်တယ်ဆိုတဲ့ ASTM နံပါတ်ရဲ့ပါမှပြည့်စုံပါတယ် for example ပေါ့နော် 316L ASTM A450 ဆိုလိုတာက ASTM A450 နဲ့ထုတ်လုပ်ထားတဲ့ 316L ဒီမျိုးအစားပဲဖြစ်ပါတယ်နောက်တစ်ခုက European Standard ဒုတိယကမ္ဘာစစ်ပြီးမှယူရိုပနိုင်ငံတွေဟာစက်မှုနယ်ပယ်တွေကိုပြန်လည်တည်ထောင်ဖို့နဲ့နိုင်ငံတွေအချင်းချင်းတစ်ယောက်နဲ့တစ်ယောက်အတူတူအလုပ်လုပ်ကိုင်နိုင်ဖို့လိုအပ်ချက်တွေရှိနေခဲ့ပါတယ်ဒါနဲ့1961ခုနှစ်များမှာအဖွဲ့3ဖွဲ့ကိုတည်ထောင်ခဲ့ပါတယ် CEN, ELEC နဲ့ ETSI တို့ပဲဖြစ်ပါတယ်ဒီအဖွဲ့အစည်းရဲ့အဓိကတာဝန်ကတော့ယူရိုပနိုင်ငံတွေရဲ့ national standard တွေကိုအတူတကွရှင်တွဲအသုံးပြုနိုင်အောင်လုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်
အရင်က European နိုင်ငံတွေကသူတို့ကိုယ်ပိုင် standard တွေကိုယ်စီကိုယ်ငှာရှိကြပါတယ်။ဒီလိုနဲ့နိုင်ငံတွေအချင်းချင်းကြားမှာရောင်းဝယ်မှုအတားအဆီးအဟန့်အတားလေးတွေဖြစ်နေခဲ့ပါတယ်။တယောက်ကလက်မနဲ့ပြောရင်နောက်တယောက်ကမီတာနဲ့ပြောသလိုမျိုးပါ။သူတို့မှာပုံစံတစ်ခုရှိမနေပါဘူး။ဒီတားဆီးတွေကိုဖယ်ဖို့အတွက်အဓိကလှုပ်ဆောင်ပေးရမှာက European Commission ကပဲဖြစ်ပါတယ်။ဒီလိုနဲ့သူတို့ကနံပါတ်စဉ်စနစ်တစ်ခုကိုစီစဉ်ခဲ့ပါတယ်။ For example, number 1.4305 ဒီနံပါတ်စဉ်ဆိုရင်သူ့ရဲ့ STI နာမည်က X8 CRNI N18-8 ဒါက AISI စနစ်ရဲ့303နဲ့အတူတူပဲဖြစ်ပါတယ်။ဒါကိုဘေးရဇရာဒုတိယအကြောင်းမှာကြည့်နိုင်ပါတယ်။ UNS Unified Numbering System for Metals and Alloys ဒီစနစ်ကို1980ခုနှစ်ညထဲမှာစတင်ခဲ့ပါတယ်။သူ့ကို American ကပဲစခဲ့တာပါ။သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ထပ်တလဲလဲအကြောင်းထက်နေတဲ့ဒီနံပါတ်စဉ်တွေကိုဖယ်ရှားဖို့နဲ့ National Standard တွေကြားမှာရှုပ်ထွေးမှုကိုလျှော့ချဖို့ပဲဖြစ်ပါတယ်။ဥပမာ AISI American, EN British, DIN Germany အစရှိတဲ့ဒီနံပါတ်စဉ်စနစ်တွေကိုနှိုင်းယှဉ်ဖို့နဲ့ cross reference လုပ်ဖို့အတွက်သုံးပါတယ်။ International နံပါတ်စဉ်စနစ်သဘောမျိုးလည်းဖြစ်ပါတယ်။ဒီစနစ်မှာအက္ခရာတစ်လုံးနဲ့စပြီးတော့နောက်ကနံပါတ်5လုံးလိုက်ပါတယ်။ဥပမာ S31600 UNS ကတော့ material composition တွေကိုသာဖော်ပြပြီးပစ္စည်းဘယ်လိုထုတ်ရမလဲဘယ်လိုစစ်ဆေးစမ်းသပ်ရမလဲဘာမှမဖော်ပြပါဘူး။အားလုံးကိုခြုံငုံလိုက်မယ်ဆိုရင်နံပါတ်စဉ်စနစ်တွေကို American တွေက1930 1940လောက်ကနေစခဲ့ပါတယ်။သူတို့ကအစောဆုံးပဲဖြစ်ပါတယ်။ European တွေကတော့ Europe နိုင်ငံတွေစုပေါင်းထားတဲ့သဘောတူညီထားတဲ့နံပါတ်စဉ်စနစ်တစ်ခုကို1960လောက်မှာစခဲ့ပါတယ်။အဲဒီမတိုင်ခင်မှာတော့သူတို့ကကိုယ်ပိုင် standard တွေရှိပြီးသားဖြစ်ပါတယ်။ American တွေထက်တော့နောက်မကျခဲ့ပါဘူး။ဥပမာ stainless steel ကိုရှာတွေ့ခဲ့တာတောင်မှ British ကနေရှာတွေ့ခဲ့တာပါ။နောက်ပိုင်းမှာ American တွေကပဲတစ်ကမ္ဘာလုံးသုံးတဲ့နံပါတ်စဉ်စနစ်တစ်ခုကို1980နောက်ပိုင်းမှာလုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကြည့်ရှုသူများအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်လာမယ့်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲ goodbye